မှာအစဉ်ပြေတဲ့အခါမှာချမ်းသာလို့အစဉ်ပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြက်တဲတွေတွေ့အဲ့လိုတွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ဓာတ်မကျဖို့စိတ်သက်သာရတဲ့နီလန်းတွေနဲ့တွေးရမြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတော့ဆိုလို့ရှိရင်ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံပါဆင်းရဲတဲ့အတိုင်းအတာတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်ဓာတ်မှာ depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေနှိမ့်ကျသွားတာမျိုးမရှိဘူးတဲ့ခုခံနိုင်တယ်ချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ပြီးအောက်ချိန်လွတ်တတ်တယ်အဲ့ဒါလို့မဖြစ်ရအောင်လည်းပဲခုနကချမ်းသာတယ်ဆိုတာလဲထာဝရမဟုတ်ဘူးတခဏမျှတာဖြစ်တယ်လို့မှန်ကန်တဲ့အတွေးလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရင်းရိုင်မှုမရှိအောင်ကြန့်ခိုင်အောင်ကြိုးစားဒါကိုပြောတာကောင်းဆိုးလောကရန်ကြံ့ကြခံဘဝကိုလှလှပပဒီဆောက်ခြင်းဟောဒီလောကရန်ခံနိုင်ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1နော်လောကရန်ခံနိုင်အောင်ကြိုးစားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရန်ဆိုတာရှိတာကြည့်ပဲဆင်းရဲတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ဒါတွေကတဏှိတယ်ပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့သဘာဝလို့ပြောတာနော်ကဲရတယ်ချီးမွမ်းတယ်ဆိုတာချီးမွမ်းတဲ့လူကချီးမွမ်းတယ်ကဲရတဲ့လူကကဲရစိတ်ဓာတ်ရေးရမတုံလို့ကိုကတိတ်အရေးကြီးတယ်ပေါ့ကိုလည်းကိုယ်အတိုင်းတာနဲ့သူလည်းသူ့အတိုင်းတာလောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာကြည့်စိတ်ဓာတ်ကြန့်ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်တယ်ဆိုတာသူကသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေလမ်းလျှောက်ကြတယ်ကျမကြီးလေ့ကျင့်ကြတယ်ဟုတ်တယ်မို့ကျမကြီးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမမောနိုင်မပတ်နိုင်အားကစားလေ့ကျင့်မှုတွေပြီသို့သောလောကလူသားတွေမေ့နေတာလုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြန့်ခိုင်အောင်ကြိုးစားမှုကြတော့အားပြော့နေကြအဲ့ဒါလို့အားပြော့နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရန်နဲ့ကြုံလိုက်လို့ရှိရင်ရိမ့်ရိုင်ထွက်သွားတာစိတ်ဓာတ်ချမ်းခိုင်မှုအတွက်လည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါတရားကျင့်တယ်ဆိုတာအဲ့ဒါပြောတာနော်တရားကျင့်တယ်ဆိုတာအဲ့ဒါပြော physical exercise လုပ်တယ်ဆိုလို့ရှိရင်လူတွေကလမ်းထွက်ရှောက်ရတယ်ကျမကြီးလေ့ကျင့်ရတယ်အပြေးလေ့ကျင့်တယ်ခန္ဓာကိုယ်ကြန့်ခိုင်အောင်လုပ်တယ်ဒါဖြင့်စိတ်ဓာတ်ကြန့်ခိုင်အောင်ဘာလို့ကတရားထိုင်တယ်တို့စိတ်ဓာတ်လေ့ကျင့်ခန်းယူတယ်စိတ်တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ်အိမ်မှာကိုယ်နေရလေဤတော့မှန်ကန်တဲ့အတွေးကလေးတွေတွေးတယ်ဆိုပါစို့လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တူနဲ့တူခင်မင်ပြီးတော့တိတ်တွေ့တာမှုတွေများနေလို့ရှင်တွေးလေလူဆိုတာတနေ့ကျတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားကြဘူးပေါ့စိတ်ဓာတ်ကြန့်ခိုင်အောင်အဲ့ဒါတွေကလေ့ကျင့်ပေးရဆိုပါစို့လူပြိုနေတဲ့အရွယ်ရှိတဲ့ပုဂ္ဂိုလ်တွေကစဉ်းစားရမှာပါစရာဓမ္မောမိစရံအနတ္တိတောငါမှအိုခြင်းသဘောရှိတယ်အိုတဲ့သဘာဝငါမှရှိနေတဲ့အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ဓာတ်ကြန့်ခိုင်အောင်လေ့ကျင့်မှုတစ်ခုပဲတချို့ကအဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူးစိတ်ပြည့်စရာတွေးတာမဟုတ်ဘူးသဘာဝအမှန်ကိုသိအောင်ကြိုးစားစိတ်ဓာတ်ဆိုတာသဘာဝအမှန်ကိုသိမှဒီထက်တယ်ရင့်ကျက်တာဗျာဒိဓမ္မောမိဗျာဒေနတိတောငါခန္ဓာကိုယ်ကြီးဟာနာရတဲ့သဘောရှိတယ်နာခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးတွေးပါဆင်ញင်စဉ်းစားပေးပါလေ့ကျင့်ပေးပါစိတ်ကိုဒါနဲ့လေ့ကျင့်ပေးအာယုန်နဲ့စိတ်ကိုလေ့ကျင့်ကောင်းတဲ့အာယုန်နဲ့စိတ်ကိုလေ့ကျင့်တာခေါ်တယ်မရဏဓမ္မောမိမရဏနာတိတောလူတိုင်းဟာသေခြင်းသဘောရှိတယ်ငါလည်းပဲသေခြင်းသဘောရှိတယ်သေခြင်းတရားကိုငါမလွန်မြောက်နိုင်ဘူးလေ့ကျင့်ပေးပါလေ့ကျင့်ပေးသည့်အတွက်ကြောင့်ဟောတာယောဇဉ်တွေယောပါလာအတွက်ဒါတွေယောပါလာလောကရန်နဲ့ကျုံလာပြီဆိုလို့ရှိရင်ကြံ့ကြံ့ခံနိုင်အောင်လေ့ကျင့်ရ
စိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်တယ်ဆိုတဲ့နေရာမှာဘာနဲ့လေ့ကျင့်သမထကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာလဲလေ့ကျင့်တာပဲအဓိကကတော့ wise attention လို့ဆိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုပါယောနိသောမနတိကာရလို့ခေါ်တယ်မှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဘာတော့ဆိုရင်အဆိုးဘက်ကမကြည့်ဘူးကောင်းဘက်ကကြည့်အကုသိုလ်ဖြစ်အောင်မကြည့်ဘူးကုသိုလ်ဖြစ်အောင်ကြည့်ကောင်းဘက်ကတွေးအရာရာမှာအကုန်လုံးအကောင်းဘက်ကတွေးရမှာလားလို့ဆိုဒီလိုတော့မဟုတ်ပါဘူးမှန်ကန်တဲ့ဘက်ကအကောင်းဘက်ကစဉ်းစားနိုင်တတ်ရအဆိုးဘက်ကကြည့်လို့ရှိရင်အဆိုးဆိုတာအပြစ်ကိုကြည့်တဲ့အခါမှာအရာရာမှာအမှန်ကိုကြည့်ဖို့လိုအပ်တယ်ပေါ့ဆိုပါစို့လူတယောက်ပေါ်မှာကိုယ်ကဒေါသဖြစ်တယ်ဒေါသဖြစ်တယ်ဆိုတာ तू ဘာအတွေးနဲ့ तू ဒေါသဖြစ်တယ်လဲလို့ဆိုရင်ဒီကောင်ကငါ့ကိုစော်ကားတယ်တက်စော်ကားတာပဲဆိုတဲ့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာအဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်သူဆဲတာ तू ဆိုးတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူး तू ဆိုး तू ခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ပေါ်မှာဒေါသမထွက်ပြန်အတွေးလေးဟာဒီနားလေးတွေမဲ့ကပ်ပြီးခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေကကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှင်နမောနမဲ့လို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်နော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲ့နေလို့ဖြစ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးအဲ့ဒါမတော်တဆဖြစ်ရှာတာပဲဒါစိတ်ဓာတ်ရဲ့အကြံခံမှုတွေပဲကိုယ်ကိုလေ့ကျင့်ပေးရမှာအောင်ပြောတာသူများပေါ်မှာအပြစ်နေမြင်နေသေးသမျှကာလပတ်လုံးမေတ္တာဆိုတာတက်ဝင်နိုင်မှုမဖြစ်ဘူးတဲ့ဘယ်ရာပဲဖြစ်ဖြစ်အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အကောင်းဘက်ကကြည်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာတော့သိကြတယ်တစုံတစ်ခုဖြစ်လာလို့ရှိရင်စိတ်ဆင်းရဲနေမဲ့အစားကောင်းဘက်ကလှည့်တွေးပြီးတော့လှုပ်တင်လှုပ်ထိုက်တာလှုပ်အောင်ဒါပြောတာနော်လှုပ်တင်လှုပ်ထိုက်တာစိတ်ပူပန်တာနဲ့လှုပ်တင်လှုပ်ထိုက်တာဆိုတာနဲ့တခြားစီတချို့ကမကောင်းတာဖြစ်ပြီးဆိုလို့ရှိရင်စိတ်ထဲကပူပန်ပြီးတော့ဘာလို့မှမသိညာလုံးမှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့ဒါလိုနေတယ်အဲ့ဒါလိုမဟုတ်ဒါအဖြေမဟုတ်ဘူးလို့အဖြေမဟုတ်စိတ်ပူပန်နေမဲ့အစားပူပန်မှုကိုလျှော့ချပြီးတော့ဘာလို့တင်လဲဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟောလားစိတ်ရဲ့စွမ်းရည်တွေကိုဒီလိုလေ့ကျင့်သိရမှာ